္ဂလာပါရှင်စวัสดีค่ะခုနေ့တော့ငါထိုင်းပြည်44လုံးကိုဗီဒီယိုတစ်ခုတင်ပေးလိုက်တာပေါ့နော်ခုမှကြတော့ထိုင်းပြည်44လုံးမှာအတန်ကိုခွဲရတာရှိတယ်ပေါ့နော်အလဲတန်ပြည်ရဲ့အမြင့်တန်ပြည်ရဲ့အနှိမ့်တန်ပြည်ရဲ့ဆိုပြီးတော့အုပ်စု3စုထပ်ပြီးတော့ခွဲထားတာပေါ့နော်အဲ့ဒါကိုဘယ်လိုလေ့လာကြမလဲဆိုတော့ကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ပထမဦးဆုံးအလဲတန်ပြည်မှာဆိုလို့ရှိရင်ကောကိုင်ကြောကျန်ဒေါ်တစ်ဒေါ်ချရာတောတောင်တောပတပေါ်ပိုင်မိုင်ပေါ်ပလာအော်အာန်ဆိုပြီးတော့6လုံးရှိတယ်ပေါ့နော်အဲ့ဒါကိုပြုလို့ကအလွယ်နီးဘယ်လိုမှတ်မလဲဆိုလို့ရှိရင်ကောကြောဒေါ်တောဘောပေါ်အော်ဆိုပြီးတော့အတန်ကိုအမျိုးစုပြီးတော့မှတ်လိုက်မယ်နော်အဲ့ဒါဆိုလို့ရှိရင်ကိုရီခါမှတ်ရတယ်လဲလွယ်ရမယ်စာကိုပို့ပြီးတော့မှတ်မိလွယ်တယ်ပေါ့နော်ဆိုရင်အတန်ကB က6လုံးရှိမယ်အတန်ကကြတော့ဘယ်နှတန်ဖြစ်သွားမလဲဆိုရင်9တန်ပဲဖြစ်သွားမယ်နော်ဘာဖြစ်လို့ဆိုတော့ကိုကအတန်ကိုစုပြီးတော့မှတ်လိုက်ရတာဆိုတော့လေโอเคအဲ့ဒါဆိုရင်ပြန်ကြည့်ကြည့်မယ်နော်ကောကြောဒေါ်တောဘောပေါ်အော်အဲ့ဒါကအလဲတန်ပြီးအမြင့်တန်ကြီးမှာဆိုလို့ရှိရင် x ဆုံးဆိုပြီးတော့အလဲတန်မျိုးကိုကြတော့ x ဆုံး กลางလို့ခေါ်တယ်ပေါ့နော် x ဆုံး กลางมีทั้งหมดมี9ตัวอัดสูงก็คือทั้งหมดมี11ตัวค่ะอันนี้แต่มีกาจาดอกအကောင်လုံးပေါင်းမှာ17လုံးရှိရเนาะအမြင့်တန်ကြီးကိုလည်းပဲခုနကတော့ငါအလဲတန်ကြီးမှတ်သူမျိုးပဲမှတ်မယ်ပေါ့နော်ခေါ်ချောထောစောဖောဖောဟောโอเคခေါ်မှာဆိုလို့ရှိရင်ခေါ်ခိုင်နဲ့ခေါ်ခုရရှိမယ်ချောမှာဆိုလို့ရှိရင်ချောချင်းချောမှာကြတော့ထောထုံနဲ့ထောฐานစောမှာဆိုရင်စောဆာလာစောရစီစောเสือဆိုပြီးတော့3လုံးရှိမယ်ဖောမှာဆိုရင်ဖောพึ่งနောက်ခုကဖောမှာကြတော့ဖောฝาနောက်ဆုံးတစ်လုံးကကြတော့ဟော hip ဆိုပြီးတော့ရှိမှာပေါ့နော်โอเคအဲ့ဒါကိုလည်းခုနကတော့ငါလိုမျိုးပဲပြန်ပြီးတော့မှတ်ကြည့်မယ်နော်ခေါ်ချောထောစောဖောဖောဟောခေါ်ไข่ခေါ်ခုอ่ะชอฉิงชอถุงทอฐานก็ซอสาราซอฤาษีซอเสือน้ำพิจารณ์พอพึ่งฟอฝานั่นคือน้องส้นดุลงอาจารย์ฮอเห็บนะคะน้องส้นอาจารย์อันนี้แต่งบีมาสุดเลยเย็นในเส้นน้ำมันลีลงเชียวเนาะแอกส้นตำทั้งหมดมี24ตัวอันนี้แต่งบีก็กอลงมาในเส้นลีลงရှိပါတယ်ရှင်โอเคအဲ့ဒါကိုလည်းပဲခုနလိုမျိုးလိုပဲခုနကပုံမှာအရှိမမှတ်သွားတဲ့မျိုးပဲမှတ်ပါနော်ခေါ်ချောထောစောဖောဖောဟောအဲ့ဒါကတစ်ပိုင်းပေါ့နော်ဟောဆိုရှင်ခေါ်ခွိုင်ခေါ်ခွန်းခေါ်ရခန်ချောမှာဆိုလို့ရှိရင်ချောချန်းအခုကချောချူခေါ်ချောပြီးရှင်ထောမှာဆိုရင်ထောทหารထောมณฑลထောผู้เฒ่าထောถุงเข้ามาဆိုလို့ရှိရင်စောဆိုခေါ်ချောထောစောပြီးရှင်ဖောမှာဆိုလို့ရှိရင်ဖောစံဖောင်းနဲ့ဖောพันဖောမှာဆိုလို့ရှိရင်ဖောฟันဟောကြတော့ဟောနဟုအဲ့ဒါကိုအလွယ်လေးနဲ့ပြန်မှတ်မှာဆိုလို့ရှိရင်ခေါ်ချောထောစောဖောဖောဟောโอเคအဲ့ဒါကတစ်ပိုင်းနောက်ထပ်တစ်ပိုင်းကိုထပ်မှတ်မယ်နော်နောက်ထပ်တစ်ပိုင်းကကြတော့ငေါယောနော်မောရောလောဝငေါကကြတော့ငေါငူယောကယောยักษ์ယောหญิงနောကနောหนูနောนินမောကမောม้าရောကကြတော့ရောเรือလောကလောลินဝကကြတော့ဝဝင်ကိုပြောတာဖြစ်ပါတယ်ငေါယောနောမောရောလောဝအကုန်လုံးကိုပြန်ပေါင်းပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်ထိုင်းပြည်က44လုံးရှိပေမဲ့အတန်ကကြတော့21တန်ပဲရှိတယ်ပေါ့နော်အဲဒါဆိုအစားဟာတွေပြန်ကြည့်မယ်ဆိုလို့ရှိရင်အလဲတန်ပြည်မှာဆိုလို့ရှိရင်အစွန်းကလန်ကောက်တော့အလဲတန်ပြည်ကိုလုံးကကောကြောဒေါ်တော့ဘောပေါ်အော်အနည်းတန်ပြည်ကကြတော့ခေါ်ချောထောစောဖောဖောဟောအနည်းတန်ပြည်မှာကြတော့ခေါ်ချောထောစောဖောဖောဟောပြီးတော့ငေါယောနော်မောရောလောဝโอเคဒါဆိုလို့ရှိရင်တကယ်ချင်းလို့လည်းမရတာအဆင်ပြေမယ်လို့ထင်ပါတယ်
โอเคเจอกันวิดีโอคลิปหน้านะคะนอกจากวิดีโอนี้มาเป็นด้วยจาไหมเนาะบ๊ายบายค่ะขอบคุณค่ะ